ထိုင်းနိုင်ငံကိုရွှေ့ပြောင်းရောက်ရှိနေတဲ့မြန်မာအလုပ်သမားတွေအနေနဲ့ work permit ရှိထားရင်လာမယ့်အင်္ဂါနေ့မှာ CI စာအုပ်လုပ်လို့ရပါပြီ။ CI ဆိုတာ passport မရှိထားကြတဲ့မြန်မာအလုပ်သမားတွေကိုမိသူမိဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ထုတ်ပေးတာပါ။2026ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကနေစတင်ပြီး CI စာအုပ်တွေကိုထိုင်းမြန်မာအလုပ်သမားဝန်ကြီးဌာနနှစ်ခုပူးပေါင်းထုတ်ပေးသွားမှာပါ။ထုတ်ပေးသွားမယ့်နေရာတွေကတော့စမုံစခွန်စမွန်ပရကန်စူရက်ဌာနီချင်းမိုင်နဲ့ချွန်ဘူရီစတဲ့နေရာ၄ခုမှာပြုလုပ်ပေးသွားမယ်လို့ဆိုပါတယ်။ CI စာအုပ်လျှောက်ထားချင်ရင် 7-Eleven Store တွေမှာစာအုပ်ဖို့ကုန်ကျငွေဘတ်2680ကိုပေးသွင်းပြီးလျှောက်လိုတဲ့စခန်းနဲ့နေ့ရက်ကိုရွေးချယ်ရုံပါ။ငွေပေးသွင်းပြီးရင် 7-Eleven ကထုတ်ပေးတဲ့ပြေစာနဲ့အတူရွေးချယ်ထားတဲ့စခန်းကိုတတ်မှတ်နေ့ရက်မှာတွားရောက်ပြုလုပ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ CI စာအုပ်လျှောက်ထားရမှာစာအုပ်ကြေးဘတ်2680သာကုန်ကျမှာဖြစ်ပြီးတခြားကုန်ကျစရိတ်တွေမရှိသလိုထပ်မံပေးသွင်းစရာလည်းမလိုတော့ပါဘူး။မိသူမိဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI ဟာ passport လိုဖြစ်ပြီးထိုင်းနဲ့မြန်မာနိုင်ငံအတွင်းသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာထိုင်းနိုင်ငံကိုလာရောက်အလုပ်လုပ်ရမှာ work permit ပဲရှိရင်တတ်မှတ်နေရာကလွဲပြီးတခြားကိုသွားလို့မရပါဘူး။ဆိုတော့အခုလို CI ပြုလုပ်ထားရင်ထိုင်းနိုင်ငံအတွင်းမိသည့်နေရာမဆိုသွားရောက်နိုင်မှာဖြစ်တယ်လို့လေရင်ကားယထာစီးလို့ပိုလုံခြုံစေပါတယ်။